ဆိုင်မှာအရန်ကိုအမေးများတဲ့ဘူစနီစနိုးခရင်လေးမစ်စီမှာ install ရောက်ပြီနော်ခန္ဓာကိုယ်မဲတဲ့နေရာတွေဖြူကျင်တဲ့သူဆိုလို့ရှိရင်တော့ဒီ body cream လေးကလုံးဝကိုသုံးသင့်တယ်သူကကြတော့ဂျိုင်းနံဆိုးတွေအရန်ထွက်ပြီးတော့ဂျိုင်းဖြူတဲ့ cream လေးဆိုပြီးတော့လူကြိုက်များရဲ့ပေါ့နော်ဂျိုင်းကိုအများဆုံးအပြည့်သုံးကြတယ်ခန္ဓာကိုယ်တစ်ခုလုံးလိမ့်လို့ရတဲ့ cream လေးဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုမှအဆင်ပြေတယ်တပူးဝယ်ပြီးဆိုတာနဲ့ကိုကဂျိုင်းတို့ခုတ်တို့မဲတာလားဒူးတောင်တဲ့မဲတာလားတင်မာတို့ပြီးလို့ရှိရင်ပေါင်ချမ်းမဲတာတွေခြေပမိုးကပေါ့နော်တဲကျိုးရာတွေကြောင့်မဲနေတဲ့ဟာတွေအတွက်လုံးဝအစုံသုံးလို့ရတယ်ခန္ဓာကိုယ်အသားရည်မညီတဲ့သူတွေဒူးတို့တောင်တစ်တို့ချင်မျက်စိတို့ပြီးလို့ရှိရင်တင်မာမဲတာတွေအတွက်လည်း main clay ဆိုရင်သုံးလို့ရတယ်ပေါင်ချမ်းမဲတာတွေလုံးဝတီးတတာတက်တာတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဖက်နှက်စီးပြီးတော့ခြေကုံမဲတာတွေလည်းလုံးဝတက်တာတယ်ပြီးလို့ရှိရင်ပေါင်နေတင်မာတွေမှာအကျော်ပြရာရှိတဲ့သူဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေတယ်လိမ့်လို့ရတယ်နောက်ကျောမှာပေါ့နော်တချို့ဆိုလို့ရှိရင်ကျောကုန်းဘက်မှာဝက်ချက်နေပါပေါက်တဲ့သူအမဲသက်တွေကြံခဲ့တယ်ဆိုလို့ရှိရင်လည်းလိမ့်လို့ရတယ်အသားရည်ပြန်ပြီးတော့ကြည်ပြီးကောင်းလာစေတယ်ခန္ဓာကိုယ်တစ်ခုလုံးလိမ့်လို့ရပြီးတော့တော်တော်လေးကိုအဆင်ပြေတဲ့ cream လေးပါအသားရည်မညီတဲ့သူခန္ဓာကိုယ်အသားရည်လေးညီကျင်တဲ့သူဖြူကျင်တဲ့သူဆိုရင်ဒီဟာလေးစောင့်ထားနော်